Christmas ဆိုတာသခင်ယေရှုခရစ်တော်ဖခင်ရဲ့မွေးနေ့ဖြစ်ပါတယ်။ဒါပေမဲ့ဒီ Christmas ခရစ်တော်မွေးဖွားခြင်းသခင်ယေရှုရဲ့မွေးဖွားခြင်းကိုမကြိုက်မနစ်တဲ့သူတွေတရင်ကောင်းလို့မယူဆတဲ့သူတွေလည်းအများကြီးရှိတယ်ဆိုတာကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီနေ့ Christmas မှာတော့ခရစ်တော်မွေးဖွားစဉ်ကာလကခရစ်တော်ရဲ့မွေးဖွားခြင်းကိုဘလို့လူတွေကဘလို့ပုံစံမျိုးနဲ့ခံယူခဲ့ကြသလဲဆိုတာကိုပြန်လည်ဆင်ခြင်ခွန်အားယူခြင်းအဖြစ်ကျွန်တော်တို့တွေလည်းဘယ်လိုမျိုးကြိုဆိုကြမလဲခရစ်တော်ကိုဘယ်လိုမျိုးလက်ခံကြမလဲဆိုတဲ့အရာကိုကျွန်တော်ပြန်လည်ဆင်ခြင်စဉ်းစားဖို့ဖြစ်ပါတယ်ပထမဆုံးလူမျိုးစားတစ်မျိုးကတော့ခရစ်တော်ဖခင်ရဲ့မွေးဖွားလာခြင်းသခင်ယေရှုရဲ့မွေးဖွားလာခြင်းကိုမလိုလားဘဲနဲ့လိုက်လံဖျက်ဆီးတော်သူဖြစ်ပါတယ်ဒါကတော့ဟေရုမင်းကြီးဖြစ်ပါတယ်ဟေရု the great ဖြစ်ပါတယ်သူဟာလောဘဒေါသမောဟတွေနဲ့အလွန်ပြည့်ပြီးတော့သူ့ရဲ့ဘုံစည်းစိမ်တွေပျောက်သွားမှဆိုတဲ့အတွက်ကြောင့်မလို့သူနန်းဆန်ချိန်မှာတဲ့သူ့ရဲ့မိဖုရား10ဦးတွေက2ဦးကိုတတ်ခဲ့တယ်သား3ဦးကိုတတ်ခဲ့တယ်ယောက်ခမ2ဦးနဲ့မိဖုရား2ဦးရဲ့အဖိုးကိုလည်းတတ်ပစ်ခဲ့တယ်အလွန်မှရက်ဆက်တဲ့သူဖြစ်ပါတယ်တော့အဲ့လိုမျိုးရက်ဆက်တဲ့ဘုရင်တော့အဲ့ဒီဘုရင်ကိုတော့ကျွန်တော်တို့မာကုပညာရှိတွေကနေလာပြီးတော့မေးတယ်ယူဒပြည်မှာတဲ့ယူဒဘုရင်မွေးဖွားပြီလို့ကြားတယ်ကျဲကိုကြည့်ပြီးငါတို့လိုက်လာကြတယ်အဖေမှာရှိသနည်းလို့မေးတဲ့အခါမှာသူအရင် short ဖြစ်သွားတယ်သူကရောမ emperor ကနေခန့်အပ်ထားတဲ့ယူဒဘုရင်အခုကဒီရှေ့ပြည်ကလာတဲ့ပညာရှိတွေကမေးနေတယ်ယူဒဘုရင်ဘယ်မှာရှိသနည်းတဲ့ယူဒဘုရင်မွေးဖွားပြီသူ့ကျဲကိုငါတွေ့ပြီတဲ့အဲ့ဒီခါမှာပဲအလွန်မှပဲစိတ်တော်ကရောက်ပြီးတော့တုန်လှုပ်သွားတယ်ဘာဖြစ်လို့လဲသူ့နေရာကိုလှူမဲ့သူလားတကယ်တော့သခင်ယေရှုဟာမေတ္တာနိုင်ငံကိုတည်ထောင်မဲ့ဖခင်ဖြစ်ပါတယ်ဒါပေမဲ့သူထင်တာကသူ့နန်းကိုလှူမှလားဆိုပြီးတော့အဲ့ဒီမှာဒီမဲ့မနာလိုစိတ်တွေပွားလာပြီးတော့အစတွေကရက်ဆက်တဲ့သူဖြစ်တဲ့အခါမှာသူဟာသခင်ယေရှုကိုရှာပါတယ်မာကုပညာရှိတွေကိုလည်းလိန်လိုက်တယ်ခင်ဗျားတို့တွေ့အောင်ရှာပါတွေ့ရင်ကျွန်တော်ကိုလာပြောပါကျွန်တော်လည်းဖူးတွေ့ကျင်တယ်တကယ်ကတော့တတ်ပစ်ဖို့အတွက်ဖြစ်ပါတယ်အဲ့တော့မာကုပညာရှိတွေကလည်းကောင်းကင်တမန်ရဲ့စကားကိုနားထောင်ပြီးတော့ဟေရုမင်းကိုပြန်မပြောဘူးသခင်ယေရှုကိုတွေ့တဲ့အကြောင်းပြန်မပြောဘဲနဲ့သူတို့နိုင်ငံကိုသူတို့ပြန်သွားတဲ့အခါမှာဟေရုကပြန်သိတဲ့အခါမှာဘဲလေမျိုးမှစသောကျေးလက်ရှိသမျှတို့၌2နှစ်အရွယ်မှစပြီးထိုရွယ်အောက်ရုပ်သောသူငယ်ယောက်ျားအပေါင်းတို့ကိုတတ်စေ၏ဆိုတဲ့အဖြစ်ပြက်အလွန်ဝမ်းနည်းစရာကောင်းတဲ့အဖြစ်ပြက်ကြီးဖြစ်ပွားခဲ့ပါတယ်ဟေရုမင်းဟာသခင်ယေရှုကိုတတ်ချင်တဲ့အတွက်နော်သခင်ယေရှုဟာဘယ်သူမှလည်းမသိတဲ့အတွက်ကြောင့်မလို့ကိုဘဲလင်မျိုးမှစတော့ကျေးလက်ရှိသမျှမှာ2နှစ်အရွယ်မှစပြီးအဲ့ဒီအောက်ကလေးတွေယောက်ျားလေးတွေအကုန်တတ်ခိုင်းတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဟေရုဟာလောဘဒေါသမောဟတွေမာမာနတွေနဲ့နော်သခင်ယေရှုကိုမကြိုဆိုခဲ့ဘူးသခင်ယေရှုရဲ့ဖွားမြင်ခြင်းကိုဖျက်ဆီးခဲ့တဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ထပ်လူဒန်းစားတစ်မျိုးကတော့သခင်ယေရှုကိုလစ်လူရှုတော်သူတွေသခင်ယေရှုမွေးဖွားလာမယ်ဆိုတာကိုသိတယ်ဒါပေမဲ့လစ်လူရှုထားတယ်မဆိုင်သလိုပဲနေကြတယ်အဲ့ဒီသူတွေကတော့ဘယ်သူတွေလဲဆိုရင်ယေဘရဟိတ်အကြီးတို့နဲ့ကျမ်းပြုဆရာများဖြစ်ပါတယ်ဟေရုမင်းကြီးရှိကိုမာကုပညာရှိတွေကလာပြီးတော့ပြောတဲ့အခါမှာဟေရုကဘာလုပ်လဲဆိုရင်ယေဘရဟိတ်အကြီးတို့နဲ့လူတို့တွင်ကျမ်းပြုဆရာရှိသမျှကိုစုဝေးစေ၍ခရစ်တော်ကိုအဘယ်ရက်မှာဖွားမြင်လိမ့်မည်နည်းဟုမေးမြန်းတယ်ဆိုတာကိုတွေ့ရပါတယ်အဲ့ဒီခါမှာအဲ့ဒီကျမ်းပြုဆရာတွေကျမ်းတတ်ဆရာတွေနော်ယေဘရဟိတ်တွေကကျမ်းစာတွေကိုပြန်လေ့လာတဲ့အခါမှာမတွေ့ရလဲသူတို့အစတွေကကျမ်းတတ်ပုဂ္ဂိုလ်တွေပဲသိတာပေါ့ဘက်လင်မျိုးမှာမွေးဖွားလာမယ်ယူဒပြည်ဘက်လင်မျိုးမှာခရစ်တော်မွေးဖွားလာမယ်ဆိုတာကိုသူတို့သိပါတယ်အဲ့ဒီအရာကိုသူတို့သိတော်ညာလဲကြိုတင်သိတော်ညာလဲသူတို့ neglect လုပ်ထားတယ်။ဘာဖြစ်လို့လဲခရစ်တော်မရှိရင်လဲသူတို့ဘဝကဖြစ်နေပြီနော်။သူတို့ရဲ့ဘာသာရေးထုံနှံစင်လာတွေကိုသူတို့လိုက်လျှောက်ကြတယ်။နော်သူတို့ဘာသာရေးထုံနှံစင်လာတွေထဲမှာသူတို့ဟာသူတော်ကောင်းတွေဖြစ်နေကြတယ်။နော်အဲ့ဒီခါမှာနော်သူတို့ဟာဒီဘာသာရေးထဲမှာပဲပျော်မွေ့ပြီးတော့တကယ်ကယ်တင်ရှင်ဖခင်သခင်ကိုသူတို့မလိုချင်တော့ဘူးဒီဘာသာထဲမှာပဲပျော်မွေ့တယ်တကယ်တော့ခရစ်ယာန်ဟာဘာသာတစ်ခုမဟုတ်ပါဘူးအသက်ရှင်သောဖခင်ကိုကိုးကွယ်သောအသက်ရှင်သောဖခင်နဲ့ချိတ်ဆက်သောအသက်ရှင်သောဖခင်ရဲ့နောက်တော်လိုက်တွေဖြစ်ပါတယ်ခရစ်ယာန်ဆိုတာအဲ့ဒီအတိတ်ပဲဖြစ်ပါတယ် follower of Jesus Christ ဖြစ်ပါတယ်ဒါပေမဲ့ဒီခါတည်းမှာကျွန်တော်တို့ဘာသာရေးထုံနှံစင်လာတွေထဲမှာပိတ်မိသွားတဲ့အခါမှာကျွန်တော်တို့သူတစ်ပါးကိုလက်ညှိုးထိုးစီရင်တက်လာတာတွေရှိပါတယ်အဲ့တော့ဒီဘာသာရေးထုံနှံစင်လာတွေကိုလိုက်ရှောက်နေတဲ့ယေဘရဟိတ်အကြီးတွေနဲ့ကျမ်းပြုဆရာတွေကိုယ်တိုင်ကလည်းအဲ့ဒီဘာသာရေးထုံနှံစင်လာတွေပြည့်ညတ်တော်တွေကိုအသုံးချပြီးတော့
ကျွန်တော်စင်းရဲသားတွေကိုတစ်ခါတည်းမှာခေါင်းပုံဖြတ်ခြင်းတွေရှိတယ်နော်ဒါကိုကျွန်တော်ဘယ်မှာတွေ့ရလဲဆိုသခင်ယေရှုဟာဗိမာန်တော်မှာနော်ငွေလဲတဲ့ခုံတွေကိုမှောက်လှန်ပစ်တာတွေနော်ရစ်ကောင်ရောင်းတဲ့ဆိုင်တွေကိုပွဲစားတွေကိုမောင်းထုတ်ပစ်တာတွေဒါတွေကဘာကိုဖော်ပြနေလဲဆိုရင်အဲ့ဒီကာလာကယေဘရဟိတ်အကြီးနဲ့နော်ဒီကျမ်းပြုဆရာဖာရီရှဲတွေဒီလူတွေဟာဘာသာရေးကိုအသုံးချပြီးလူတွေကိုလိန်ညာလှည့်ဖြားပြီးတော့ခေါင်းပုံဖြတ်နေတယ်ဆိုတဲ့အရာတွေကိုသခင်ယေရှုကမိမောင်းထိုးပြခြင်းဖြစ်ပါတယ်ဒီလူတွေကပဲသခင်ယေရှုကိုကားစဉ်တင်သက်ခဲ့တာဖြစ်ပါတယ်ဒီလူတွေကပဲကျမ်းစာကိုသိတဲ့လူတွေကျမ်းပြုဆရာတွေယေဘရဟိတ်ကြီးတွေနော်ကျွန်တော်တို့ဖာရီရှဲတွေကပဲသခင်ယေရှုကိုကားစဉ်တင်သက်ပါတယ်ဘာကြောင့်ကားစဉ်တင်သက်တာလဲသူ့ကိုယ်သူဖျားလို့ပြောလို့ဆိုပြီးတော့ကားစဉ်တင်သက်ခဲ့တာဖြစ်ပါတယ်လက်မခံနိုင်ဘူးเนาะကျွန်တော်တို့ကျမ်းစာတွေကိုသိတယ်ကျမ်းစာမှာသခင်ယေရှုဘယ်ချိန်မှာဘလို့မွေးလာမယ်ဘယ်လိမျိုးမှာမွေးလာမယ်အကုန်သိတယ်မေရှိယဟာပေါ်ထွန်းလာမယ်သိတယ်ဟေရှာယနာဂတိကျမ်းတို့သိတယ်ဒါပေမဲ့လည်းလက်မခံနိုင်ဘူးဘာဖြစ်လို့လက်မခံနိုင်လဲသူတို့ဟာဘာသာရေးထဲမှာပဲပျော်မွေ့သွားပြီဖြစ်ပါတယ်ဖျားကိုမမြင်တော့ဘူးဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့ယေဘရဟိတ်အကြီးတွေနဲ့ကျမ်းပြုဆရာတွေဟာသခင်ယေရှုဖွားမြင်လာမှာကိုသိတော်ညာလဲလစ်လူရှုပြီးတော့မိကျင်အောင်ဆောင်နေသောသူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့နောက်ထပ်လူဒန်းသားတစ်မျိုးကတန်မန်လူဒန်းသားတွေဖြစ်ပါတယ်။နော်သခင်ယေရှုတို့ဘက်လင်မျိုးရောက်တဲ့အခါမှာသခင်ယေရှုဟာဧည့်သည်တဲစရာဇရက်မှာသူနေစရာမရှိဘူးသူတကယ်နွားစခွက်မှာမွေးရတယ်နော်နွားတင်းကုတ်မှာမွေးရတယ်ဘာဖြစ်လို့လဲသူ့နေရာပေးမဲ့လူမရှိဘူးအဲ့တော့လူတွေအကုန်လုံးကအဲ့ဒီဘက်လင်မျိုးမှာပြန်လဲရောက်ရှိလာတယ်သူတို့လည်းအဲ့လိုပဲလူရက်ပြီးတဲကိုမိသားစုနေထိုင်ရေးစားတော့ရေးအတွက်ကိုပဲကြိုးပမ်းကြတဲ့အခါမှာဖယားသခင်မွေးလာတာကိုလူတွေသတိမထားမိပါဘူး။မိသားစုရေးတွေတချို့ကလည်းအပျော်ပါအတောက်စားတွေနဲ့နော်ကျွန်တော်တို့ဒီလိုပဲပုံမှန်နေတဲ့အခါမှာဖယားသခင်မွေးဖွားလာတဲ့မွေးနေ့ကိုခရစ်စမတ်ကိုမွေးနေတဲ့လူတွေအများကြီးပဲရှိတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။အဲ့တော့နောက်ထပ်လူတစ်မျိုးကိုကြည့်ရအောင်နောက်ထပ်လူမျိုးကတော့ဗာလဲဆိုရင်ကျယ်ကြီးပေါ်လာတယ်ဒီကျယ်ကိုသူတို့တွေ့တယ်ဒီကျယ်ကိုတွေ့တဲ့အခါမှာကျမ်းစာတွေကိုပြန်ဖတ်တယ်အဲ့ဒီအခါမှာဒိုင်လနာဂတိကျမ်းထဲမှာရေးထားတာတွေတွေ့ရတယ်နော်ဘာလန်ကပြောထားတာတွေတွေ့ရတယ်ဟောဒါဟာယာကုပ်ရဲ့အမျိုးမှာကျယ်ပေါ်ထုံးမယ်ဒါကြောင့်မလို့ကျယ်ရဲ့နောက်ကိုလိုက်ပြီးတော့ဖျားကိုရှာတဲ့သူတွေတွေ့တဲ့အခါမှာသူတို့မှာပါလာတဲ့ရွှေလောဘံမှုရန်တွေကိုဆက်ကပ်ပြီးတော့ပြတ်ဝတ်ကိုးကွယ်တဲ့သူတွေဖြစ်ပါတယ်ဖျားသခင်ကိုရှာဖွေပြီးတော့ကိုးကွယ်ကြတဲ့မာကုပညာရှိတွေဖြစ်ပါတယ်ဒီလူစကားတွေကတော့ဘာတွေ့ရလဲတတိပြုတ်နေတယ်ဘုရားသခင်ဘယ်မှာပေါ်လာမလဲဘုရားနောက်ကိုလိုက်ပြီးဘုရားကိုရှာဖွေရင်းနဲ့ဘုရားကိုကိုးကွယ်တဲ့သူတွေဖြစ်တယ်တော့ကျွန်တော်တွေ့ရပါတယ်ဒီလိုပဲနောက်ထပ်လူဒန်းစားတစ်မျိုးတွေ့ရပြန်ပါတယ်ဟောအယမ်းပဲဆင်းရဲကြတယ်အပေခံလူဒန်းစားတွေဖြစ်တယ်သိပြီးတော့လူရသွင်းမခံရတဲ့လူဒန်းစားတွေအနှိမ်ခံလူဒန်းစားတွေဖြစ်တယ်အဲဒီလူဒန်းစားတွေရှိကိုဘုရားသခင်ကဒီသတင်းကောင်းကိုကောင်းကင်တမန်ကိုသွားပြောခိုင်းတာကိုကျွန်တော်တွေ့ရပါတယ်ဒါဟာဘာကိုဖော်ပြလဲသခင်ယေရှုသည်အယုတ်အလတ်အမြတ်မရွေးအနှိမ့်ဆုံးလူဒန်းစားအပေခံတွေအတွက်ဆင်းသက်ကြွလာတယ်ဆင်းရဲသားလူဒန်းစားတွေအတွက်ဆင်းသက်ကြွလာတယ်ကယ်တင်ဖို့ရန်လာတယ်ဆိုတဲ့အရာနော်သူများပယ်ထားတဲ့သူတွေကိုကယ်ဖို့ရန်အတွက်လာတယ်ဆိုတဲ့အရာကိုဖော်ပြခြင်းဖြစ်ပါတယ်ဒီလူဒန်းစားတွေဟာဖျားကိုလိုတဲ့လူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ကောင်းကင်တမန်ကသတင်းစကားကိုသွားပြီးတော့ပြောခဲ့တယ်သူတို့ကလည်းကောင်းကင်တမန်ရဲ့စကားတိုင်းပဲသခင်ယေရှုကိုတွားရောက်ရှာဖွေပြီးဖူးမြော်ခဲ့တယ်သတင်းစကားကိုဖြန့်ဝေခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပြန်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒီမှာလူ2ယောက်ကိုဆက်လက်ဖော်ပြလိုပါတယ်ဒါကတော့သခင်ယေရှုဟာကျွန်တော်တို့ဒီရှေ့ရမြောက်နေ့နော်အယေပြားလိမင်္ဂလာကိုခံတယ်ပြီးတဲ့အခါမှာနောက်ထပ်33ရက်ပြီးတဲ့အခါမှာကျွန်တော်တို့ဗိမာန်တော်မှာတွားရောက်ပြီးတော့နော်ကျွန်တော်တို့ဒီမောရှေရဲ့ပြည့်ညတ်တရားတိုင်းပဲစင်ကြယ်ခြင်းကိုပြုရတော့နေ့မှာဖြစ်ပါတယ်နော်ဗိမာန်တော်မှာရှိတဲ့ခါမှာကျွန်တော်အဲ့ဒီခါမှာရှုမအောင်ဆိုတဲ့လူကနော်သခင်ယေရှုဖခင်ရဲ့သားနော်လူစားတိခံသောခရစ်တော်မေရှိယဖြစ်တယ်ဆိုတာကိုရှုမအောင်ဆိုတဲ့လူကသိပါတယ်နော်အားလုံးကအမတ်တမဲ့နေကြတဲ့အချိန်မှာဒီရှုမောင်ကသိတယ်ဘလို့သိလဲသူဟာဘလို့လူလဲဆိုတော့ထိုသူသည်ဖြောင့်မတ်သောသူတရားကိုယိုသည်သောသူဣသရေလမျိုး၏တက်တာခြင်းအကြောင်းကိုမျှော်လင့်သောသူဖြစ်၏တန်ရှင်းသောဝိညာဉ်တော်သည်သူ့ပေါ်၌တည်တည်ဖြစ်၍သူသည်ထာဝရဘုရား၏ခရစ်တော်ကိုမမြင်မီမတရားဟုဗျာဒိတ်တော်ကိုရ၏ဆိုတာကိုတွေ့ရပါတယ်ဒီလူဟာဖြောင့်မတ်သောသူတရားကိုယိုသည်သောသူဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်သည်သူ့ပေါ်၌တည်တယ်ဆိုလိုချင်တာကတော့ဖြောင့်မတ်ခြင်းယုံကြည်ခြင်းနဲ့ပြည့်သောသူဖြစ်တယ်ဒါကြောင့်မလို့သူဟာသူများတွေမသိပေမဲ့သူဟာသခင်ခရစ်တော်ကိုသိတယ်
နော်ဒါကိုကျွန်တော်တို့တွေ့ရပါတယ်နောက်ထပ်လူတစ်ယောက်လည်းရှိပါသေးတယ်အဲ့ဒါကတော့အာနာဖြစ်ပါတယ်အာနာဟာလည်းအဲ့လိုပဲသူဒီတဲ့ဘယ်လိုလူမျိုးလဲဆိုရင်ဆုတောင်းခြင်းနဲ့အစာရှောင်ခြင်းအပြင်နေညမပြတ်ဖျားဝတ်ကိုပြုပြီးဗိမာန်တော်နဲ့မခွာပဲနေတယ်တကယ်ကိုဖျားဝတ်နဲ့မွေ့လျော်တော်သူဖြစ်တယ်ဒီမျိုးသမီးဟာလည်းနော်ကျွန်တော်တို့ဒီသခင်ယေရှုလေးကိုသိတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့လူတွေအများကြီးပဲရှိပါတယ်အဲ့ဒီချိန်အဲ့ဒီကာလမှာလူတွေအများကြီးပဲရှိတယ်တချို့ကသိတယ်ဒါပေမဲ့မကြိုဆိုခြင်းဘူးတချို့ကသိတယ်နက်ကလက်လောက်ထားတယ်တချို့ကကိုယ်ကိစ္စနဲ့ကိုမသိနေဘူးဒါပေမဲ့ဒီထဲမှာမှတိုးရင်းနေကောင်းကင်တမန်ကသွားပြောခြင်းခံရတယ်ရှုမောင်အာနာတို့နော်ကျွန်တော်တို့ဖျားဝဲတိုင်းမွေးလျော်တဲ့ဖြောင့်မတ်သောသူတွေဖြစ်တဲ့ခါမှာဖျားကိုရှာဖွေသောသူတွေဖြစ်တဲ့ခါမှာသူတို့တွေဖျားကိုဖူးမြင်ရတယ်ထို့အတူပဲမာကုပညာရှိတွေလည်းအဲ့လိုပဲဖျားသခင်ကိုရှာဖွေတဲ့သူတွေဖြစ်တဲ့ခါမှာဖူးမြင်ရတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ချစ်တော်ညီကိုမောင်တို့တမန်ကျမ်းစာထဲမှာခရစ်တော်ရဲ့မွေးဖွားစဉ်ကာလမှာရှိခဲ့တဲ့လူတွေအတိုင်းပဲတင်တဲ့ကျွန်ုပ်ကိုခရစ်တော်ဖျားကိုဘယ်လိုကြိုးပါလဲဟေရုမင်းကဲ့သို့လောဘဒေါသမောဟတွေမာမာနတွေနဲ့ပြည့်နေပြီးခရစ်တော်ဖျားမလိုဘူးဆိုပြီးတော့ညှင်းပယ်တော်သူခရစ်တော်ဖျားရဲ့မွေးဖွားခြင်းကိုအနှောက်အယှက်ပေးတော်သူဖြစ်နေမှာလားဒါမှမဟုတ်ရင်ယေဘရဟိတ်ကြီးတို့နဲ့ကျမ်းပြုဆရာများလိုပဲခရစ်တော်ဖျားကိုလစ်လျူရှုတော်သူတွေဖြစ်နေမှာလားဒါမှမဟုတ်ရင်ကျွန်တော်တို့ခရစ်တော်ဖျားကိုနေရာမပေးခဲ့တော့လူတွေလိုပဲမိသားစုအရေးတွေကိုယ့်ရဲ့ကိစ္စတွေအတောက်စားအပျော်ပါးတွေလောကီရေးရာတွေနဲ့ပဲပျော်ပြီးတော့ခရစ်တော်ကိုမေ့လျော့နေသောသူတွေဖြစ်နေမှာလားဒီအုပ်စုထဲမှာကျွန်တော်တို့မပါဖို့အတွက်အရေးကြီးပါတယ်ကျွန်တော်တို့ကမာကုပညာရှိများကဲ့သို့ခရစ်တော်ဖျားကိုရှာဖွေပြီးတော့မိမိတို့ရဲ့ယာရုစည်းစိမ်တွေကိုအောက်မှာနှိမ်ချပြီးခရစ်တော်ရှေ့မှာပြတ်ဝတ်ကိုးကွယ်တော်သူတွေဖြစ်ကြပါစို့တိုးရင်းနေကဲ့သို့ဖျားသခင်ကိုလိုတော်သူတွေဖျားသခင်ကိုလိုတော်သူတွေဖျားသခင်ကိုရှာတော်သူတွေဖျားသခင်တည်င်းစကားကိုဖြန့်ဝေတော်သူတွေဖြစ်ကြပါစို့ရှုမောင်တို့အာနာတို့ကဲ့သို့ဖြောင့်မတ်တော်သူဆုတောင်းခြင်းအစာရှောင်ခြင်းအပြင်ဖျားဝင့်၌မွေ့လျော်တော်သူတွေဖြစ်ကြပါစို့ဖျားသခင်နဲ့နေ့စဉ်နေ့တိုင်းချိတ်ဆက်မှုရှိမယ်သခင်ယေရှုနဲ့ကျွန်တော်တို့အယမ်းပဲယဉ်ကျေးကျွမ်းဝင်နေမယ်ဖျားဝင့်နဲ့မွေ့လျော်နေမယ်ဆိုရင်သခင်ယေရှုဘယ်ချိန်မှပြန်လာသခင်ယေရှုကကျွန်တော်တို့ကိုသိမှာပဲကျွန်တော်တို့လည်းသခင်ပြန်လာမယ့်အချိန်ကိုကျွန်တော်တို့သိမှာပဲဒါကြောင့်မလို့ခရစ်စမတ်ကိုကျွန်တော်တို့အဲ့ဒီစိတ်နဲ့ကြိုရအောင်သခင်နဲ့အမြဲတမ်းချိတ်ဆက်ပြုရအောင်သခင်ဖျားလိုတော့ရှိသောအသက်တာနဲ့အသက်ရှင်ရင်းနဲ့ကျွန်တော်တို့ပြေးရသောပန်းတိုင်ကိုအဆုံးထိကျွန်တော်တို့ပြေးရအောင်ဒါဆိုရင်ကျွန်တော်တို့အသက်တော်ဘူးဟာကျွန်တော်တို့အတွက်ဖြစ်ပါတယ်သခင်ယေရှုကိုကျွန်တော်တို့အမြဲတမ်းဘဝရဲ့အသက်တာမှာမိမိရဲ့အရှင်သခင်ဖြစ်နေနေ့စဉ်အသက်တာတိုင်းမှာသခင်ရှုနဲ့ချိတ်ဆက်ပြီးအသက်ရှင်လျက်ဒီခရစ်စမတ်ကိုလည်းဝမ်းမြောက်ဝမ်းသာစွာကြိုဆိုကြပါစို့လို့တိုက်တွန်းခေါ်ပေးလိုပါတယ်